ဒီနေ့သတင်းစီစဉ်မှာတော့သမိုင်းတွေကနာမည်ကျော်ဆုံးစစ်ပွဲတစ်ပုဒ်ဖြစ်တဲ့အစ္စရေးနဲ့အာရပ်နိုင်ငံများတိုက်ခိုက်ခဲ့တဲ့6ရက်စစ်ပွဲအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစစ်ပွဲဟာအရှေ့အလယ်ပိုင်းဒေသအတွက်အပြောင်းလဲအကြီးအကျယ်ဖြစ်စေခဲ့ပြီးစစ်ပညာနဲ့နိုင်ငံရေးဗဟုသုတအများအပြားထွက်ရှိလာခဲ့ပါတယ်။1968ခုနှစ်ဇွန်လ9ရက်နေ့မှ10ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ဒီစစ်ပွဲဟာကမ္ဘာသမိုင်းမှာအတိုဆုံးနဲ့အပြင်းထန်ဆုံးစစ်ပွဲတွေကတစ်ခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီစစ်ပွဲရဲ့ရလဒ်တွေဟာယနေ့တိုင်အရှေ့အလယ်ပိုင်းဒေသရဲ့ပထဝီနိုင်ငံရေးအခြေအနေကိုလွှမ်းမိုးနေဆဲဖြစ်ပါတယ်။ဒီစစ်ပွဲကနေရရှိခဲ့တဲ့စစ်ရေးသင်ခန်းစာတွေနိုင်ငံရေးဗျူဟာတွေနဲ့ဒေသတွင်းအကျိုးဆက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ပညာရေးသမိုင်းလေ့လာမှုနဲ့ဗဟုသုတဖြန့်ဝေမှုအတွက်ရည်ရွယ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။1968ခုနှစ်မတိုင်မီကအစ္စရေးနဲ့အာရပ်နိုင်ငံများကြားတင်းမာမှုတွေဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။အထူးသဖြင့်အီဂျစ်၊ဂျော်ဒန်နဲ့ဆီးရီးယားတို့ဟာအစ္စရေးကိုဖျက်ဆီးပစ်ဖို့ကြောကြောပြောဆိုမှုတွေနဲ့စစ်ရေးပြင်ဆင်မှုတွေကိုတိုးမြှင့်လှုံ့ဆော်နေခဲ့ကြပါတယ်။အီဂျစ်သမ္မတဂါမက်အဘာဒယ်နက်ဆာဟာစူအတ်တူးမြောင်းနီးကကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့တွေကိုထွက်ခွာခိုင်းခဲ့ပြီးတီရန်ရေလက်ကြားကိုပိတ်ဆို့ခဲ့ပါတယ်။ဒီလုပ်ရက်ဟာအစ္စရေးရဲ့အဓိကရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းကိုဖျက်တောက်လိုက်ခြင်းဖြစ်ပြီးစစ်ပွဲဖြစ်ပွားဖို့အဓိကအကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အာရပ်နိုင်ငံတွေရဲ့စစ်အင်အားစုစည်းမှုနဲ့ချင်းချောက်မှုတွေကြောင့်အစ္စရေးဟာယင်းတို့ရဲ့လုံခြုံရေးကိုအကြီးအကျယ်စိုးရိမ်လာခဲ့ပါတယ်။ဒါကြောင့်အစ္စရေးအနေနဲ့စစ်အင်အားအလုံးကိုတစ်ကြိမ်တည်းနဲ့အသုံးပြုပြီးပထမဆုံးအကြိုတင်တိုက်ခိုက်မှုလှုံ့ဆော်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဇွန်လ9ရက်နေ့မှာအစ္စရေးလေတပ်ဟာအီဂျစ်လေတပ်စခန်းတွေကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အာရပ်နိုင်ငံတွေရဲ့စစ်ရေးအင်အားကိုအကြီးအကျယ်ထိခိုက်စေခဲ့ပြီးစစ်ပွဲရဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာခဲ့ကြောင်းလည်းဖြစ်ရပါသည်။အစ္စရေးအတွက်အောင်မြင်မှုအကြီးဆုံးအချက်ကတော့လေကြောင်းအသာစီးရယူနိုင်ခဲ့ခြင်းAir superiority ဖြစ်ပါတယ်။စစ်ပွဲစတင်တဲ့နိုင်ရီနှဲငယ်အတွင်းမှာပဲအီဂျစ်လေတပ်ရဲ့လေယာဉ်များစုကိုမြေပြင်ပေါ်မှာပဲဖျက်ဆီးနိုင်ခဲ့တာပါ။အစ္စရေးလေတပ်ဟာအီဂျစ်လေတပ်စခန်းတွေကိုအနှိမ့်ပြန်တမ်းမှုနဲ့ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီနည်းဗျူဟာကြောင့်အီဂျစ်လေတပ်ဟာတုံ့ပြန်ချိန်မရပဲလေယာဉ်များပြားဆုံးရှုံးခဲ့ရပါတယ်။အီဂျစ်လေယာဉ်အများစုပျက်စီးသွားပြီးနောက်အစ္စရေးဟာလေကြောင်းအထောက်ပံ့ပြေးတဲ့စစ်ပွဲကိုထိန်းချုပ်နိုင်သွားခဲ့ပါတယ်။ဒါဟာမြေပြင်တပ်ဖွဲ့တွေရဲ့စစ်စင်ရေးအောင်မြင်မှုအတွက်အခမ်းကဏ္ဍကနေအဓိကပါဝင်ခဲ့ပါတယ်။လေကြောင်းအသာစီးရယူနိုင်ခဲ့ခြင်းကြောင့်အစ္စရေးမြေပြင်တပ်ဖွဲ့တွေဟာအာရပ်တပ်ဖွဲ့တွေကိုလေကြောင်းရန်ကာကွယ်မှုမရှိဘဲလွတ်လပ်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီအချက်ဟာစစ်ပွဲရဲ့ရလဒ်ကိုအဆုံးဖြတ်ပေးခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။မြေပြင်စစ်ပွဲမှာလည်းအစ္စရေးဟာစစ်ဗျူဟာမြင့်မားမှုကိုပြသခဲ့ပါတယ်။သူတို့ဟာသတင်းချက်လက်သုံးနည်းနဲ့တိုက်ခိုက်ရာများကိုတိကျစွာရွေးချယ်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးထောက်လှမ်းရေးစစ်ပွဲ intelligence warfare ဆိုတာစစ်ပညာအနေနဲ့ထင်ရှားလာခဲ့ပါတယ်။အစ္စရေးတပ်ဖွဲ့တွေဟာဆိုင်းနိုင်ကျွန်းဆွယ်ဂိုလန်ကုန်းမြင့်နဲ့အနောက်ဘက်ကမ်းဒေသတွေမှာနှင်မြန်ပြီးထိရောက်တဲ့စစ်စင်ရေးတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။သူတို့ရဲ့တင့်ကားတပ်ဖွဲ့တွေနဲ့ခြေလျင်တပ်ဖွဲ့တွေဟာပေါင်းဆက်ညှိနှိုင်းပြီးအာရပ်တပ်ဖွဲ့တွေကိုအလျင်မြန်အောင်မြင်ဆိုးနဲ့ခေရမုန်းနိုင်ခဲ့ပါတယ်။အစ္စရေးရဲ့စစ်စင်ရေးတွေဟာရန်သူရဲ့အားနည်းချက်တွေကိုအခွင့်ကောင်းယူပြီးအမြန်ဆုံးအနိုင်ယူဖို့ရည်ရွယ်ခဲ့ပါတယ်။ယင်းတို့ဟာရန်သူရဲ့ဆက်သွယ်ရေးစနစ်တွေကိုဖျက်တောက်ပြီးစစ်မြေပြင်မှာရှုပ်ထွေးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။အစ္စရေးတပ်ဖွဲ့တွေရဲ့လျင်မြန်တဲ့တိုက်ခိုက်မှုတွေနဲ့ထိရောက်တဲ့စစ်ဗျူဟာတွေကြောင့်အာရပ်တပ်ဖွဲ့တွေဟာခုခံနိုင်စွမ်းမရှိဘဲဆုတ်ခွာခဲ့ရပါတယ်။ဒီအချက်ဟာအစ္စရေးရဲ့စစ်ရေးအောင်မြင်မှုရဲ့အဓိကသောချက်တစ်ခုဖြစ်ပါတယ်။စစ်ပွဲအပြီးမှာအစ္စရေးဟာနေမြေကျယ်ပြန့်အောင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဆိုင်းနိုင်ကျွန်းဆွယ်ဂိုလန်ကုန်းမြစ်ဂါဇာကမ်းမြောင်နဲ့အနောက်ဘက်ကမ်းဒေသတို့ဟာအစ္စရေးအုပ်ချုပ်သည့်နေမြေအနေနဲ့ပြောင်းလဲသွားခဲ့ပါတယ်။ဒီအဖြစ်အပျက်ကအာရပ်နိုင်ငံတွေအတွက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ်သွားခဲ့ပြီးနောက်ပိုင်းအရှေ့အလယ်ပိုင်းနိုင်ငံရေးအပြောင်းလဲတွေအတွက်အခြေခံတစ်ခုဖြစ်သွားခဲ့ပါတယ်။သိမ်းပိုက်ခံတဲ့မြေတွေရဲ့အခြေအနေဟာယနေ့တိုင်ဒေသတွင်ပဋိပက္ခတွေရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်နေသေးပါ။အစ္စရေးဟာရင်းရဲ့နေမြေကို3ဆနီးပါးတိုးချဲ့နိုင်ခဲ့ပြီးဒေသတွင်းမှာစစ်ရေးအရအင်အားကြီးဆုံးနိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီစစ်ပွဲဟာအစ္စရေးရဲ့လုံခြုံရေးကိုခိုင်မာစေခဲ့တော်လဲအာရတ်အစ္စရေးပဋိပက္ခကိုပုံမနှဆိုင်စေခဲ့ပါတယ်။တိမ်ပိုက်ခံတဲ့မြေတွေမှာနေထိုင်တဲ့ပါလက်စတိုင်းပြည်သူတွေရဲ့အခြေအနေဟာလည်းဒီစစ်ပွဲရဲ့အဓိကအကျိုးဆက်တစ်ခုဖြစ်ပြီးရင်းတို့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ပြဿနာတွေဟာယနေ့တိုင်ဖြေရှင်းမရသေးတဲ့အရှိအလဲပိုင်းရဲ့အဓိကစိန်ခေါ်မှုတစ်ခုအဖြစ်ကြန့်ရှိနေဆဲဖြစ်ပါတယ်။6ရက်စစ်ပွဲကနေလေးလာဖို့အချက်ချာတွေများစွာရှိပါတယ်။ပထမအချက်အနေနဲ့တိုက်ခိုက်မှုအချိန်ကိုမှန်မှန်ချိန်ဖို့အရေးကြီးကြောင်းပြသခဲ့ပါတယ်။ရန်သူမမျှော်လင့်တဲ့အချိန်မှာရုတ်တရက်တိုက်ခိုက်ခြင်းဟာအောင်မြင်မှုရဲ့အဓိကသောချက်ဖြစ်ပါတယ်။ဒုတိယအချက်ကတော့သတင်းချက်လက် intelligence ရယူမှုကအောင်မြင်မှုရဲ့အခြေခံဖြစ်တယ်ဆိုတာပါပဲရန်သူရဲ့အင်အားတည်နေရာနဲ့ရည်ရွယ်ချက်တွေကိုတိကျစွာသိရှိခြင်းဟာစစ်ဗျူဟာချမှတ်ရာမှာအလွန်အရေးကြီးပါတယ်။တတိယအချက်အနေနဲ့လေကြောင်းအသာစီး air superiority ရရှိရင်စစ်မြေပြင်အောင်နိုင်မှုမြင့်တက်လာတဲ့ဆိုတာကိုဒီစစ်ပွဲကသက်သေပြခဲ့ပါတယ်။လေကြောင်းအထောက်ပံ့မရှိဘဲမြေပြင်တပ်ဖွဲ့တွေဟာအလွန်အားနည်းသွားနိုင်ပါတယ်။ဒါတွေဟာယနေ့အထိစစ်ရေးသင်ခန်းစာအနေနဲ့နိုင်ငံများအပြားမှာအသုံးပြုနေကြပါတယ်။ခင်မီစစ်ပွဲတွေမှာလည်းထောက်လှမ်းရေးလေကြောင်းအသာစီးနဲ့အချိန်ကိုက်တိုက်ခိုက်မှုတွေဟာအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အချက်တွေအဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။6ရက်စစ်ပွဲကတက်တန်းတိုပေမဲ့တမိုင်းအတွက်အရေးကြီးဆုံးဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ဒီစစ်ပွဲဟာအရှေ့အလယ်ပိုင်းဒေသရဲ့နိုင်ငံရေးစစ်ရေးနဲ့လူမှုရေးအခြေအနေတွေကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။အနာဂတ်အတွက်ငြိမ်းချမ်းရေးနဲ့နားလည်မှုကသာအရေးကြီးဆုံးသင်ခန်းစာဖြစ်ပါတယ်။စစ်ပွဲတိုင်းကနိုင်ငံရေးနဲ့စီးပွားရေးကိုပြောင်းလဲပေမဲ့လူအသက်တန်ဖိုးကတော့အမြဲတမ်းတန်ဖိုးရှိနေဆဲဖြစ်ပါတယ်။ဒီစစ်ပွဲရဲ့အကျိုးဆက်တွေဟာယနေ့တိုင်အရှေ့အလယ်ပိုင်းဒေသမှာပဋိပက္ခတွေနဲ့တင်းမာမှုတွေကိုဖြစ်ပေါ်စေနေသေးပါ။ဒါကြောင့်သမိုင်းကနေသင်ခန်းစာယူပြီးငြိမ်းချမ်းတဲ့အနာဂတ်ကိုတည်ဆောက်ဖို့ကြိုးပမ်းရမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ပတ်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်။